English ဝါကျတိဆောက်ရမှာနေရအယူဆုံးဖြစ်တဲ့ adverb ကရိယာဝိသေသနာကဏ္ဍကိုလေ့လာကြည့်အောင်မင်္ဂလာပါကျွန်တော်ကတော့မင်းသူပါကျွန်တော်က Facebook YouTube TikTok နဲ့ Telegram channel တွေမှာ English စကားနဲ့ပတ်သက်တဲ့ဗဟုသုတတွေနည်းလမ်းတွေကိုနေ့စဉ်မျှဝေပေးနေတာဖြစ်ပါတယ်ခုရက်ပိုင်းတွေမှာ English grammar နဲ့စာရေးတဲ့အခါတွေစာဖတ်တဲ့အခါတွေမှာအရေးကြီးတဲ့ 9 parts of speech ဝါစင်က6မျိုးကိုမျှဝေပေးနေတာဒီနေ့ဆိုရင် adverb ကရိယာဝိသေသနာကဏ္ဍကိုလေ့လာရမယ့်အလဲပါကရိယာဝိသေသနာဆိုတာကတော့ကရိယာကိုအထူးပြုပေးတဲ့စကားရပ်တွေကိုဆိုလိုတာဖြစ်ပါတယ်ဒီကဲသင်ခန်းစာမှာ adjectives နာမဝိသေသနာကဏ္ဍကိုအသေးစိတ်မျှဝေပေးခဲ့ပြီးပါပြီမကြည့်ရသေးရင်တွားကြည့်စီချင်ပါတယ်ဒါဆိုဒီနေ့လေ့လာမယ့် adverb ဆိုတာဘာတွေလဲဘယ်လိုသုံးလဲဘယ်နေရာတွေမှာအရေးကြီးတာလဲဆိုတာလေ့လာကြည့်ပါမယ်ကျွန်တော်တို့ရေးပုံရအားဖြင့် adverbs မျိုးအစား9မျိုးထိကျွန်တော်တို့သတ်မှတ်ထားပါတယ် adverbs of manner အမူအရာကိုပြတဲ့ကရိယာဝိသေသနာ adverbs of place နေရာကိုပြတဲ့ကရိယာဝိသေသနာ adverbs of time အချိန်ကိုဖော်ပြတဲ့ကရိယာဝိသေသနာ adverbs of degree ပမာဏသို့မဟုတ်အဆင့်ကိုဖော်ပြတဲ့ကရိယာဝိသေသနာ adverbs of probability ဖြစ်နိုင်ခြေကိုဖော်ပြတဲ့ကရိယာဝိသေသနာ adverbs of frequency အကျိန်အရည်အတွက်ကိုဖော်ပြတဲ့ကရိယာဝိသေသနာနဲ့ conjunctive adverbs အဆက်စကားလိုလှုပ်ဆောင်တဲ့ကရိယာဝိသေသနာဆိုပြီးတော့9မျိုးထိကျွန်တော်တို့သတ်မှတ်ထားပါတယ်တယောက်နဲ့တယောက်မတူတော့အမျိုးအစားတွေနာမည်တက်ပုံတွေအနည်းငယ်ကွာခြားနိုင်ပါတယ်ကျွန်တော်ကတော့9မျိုးထိသတ်မှတ်ထားပါတယ်အဲ့9မျိုးဆိုတာမှာအားလုံးပေါင်းပြီးတော့နောက်ထပ်2ခုထပ်ပို့တာကတော့ comparative adverbs နဲ့ superlative adverbs ဆိုပြီးတော့2ခုထပ်ပို့လာပါမယ်ဒီနေ့အဲ့ဒါတွေကိုတစ်ခုချင်းစီအသေးစိတ်လေ့လာကြမှာဖြစ်ပါတယ်ဒါဆိုရင်စလိုက်ကြအောင်ပထမဆုံး adverbs of manner အမှုအရာကိုဖော်ပြတဲ့ကရိယာဝိသေသနာလေးတွေပါဘာတွေလဲဆိုတော့ quietly တိတ်တဆိတ်စွာဖြင့်လို့မြန်မာလိုအတိအကျပြောနိုင်တယ် gently နုနုညံ့ညံ့တိမ်မွေ့မွေ့ easily လွယ်လွယ်ကူကူ carefully ဂရုတစိုက် badly ဆိုးရွားစွာ angrily ဒေါသဖြင့်စိတ်ဆိုးစွာဖြင့်ဒါလေးတွေကနောက်မှာ ly နဲ့စုံတဲ့ adverbs လေးတွေပေါ့ဗျာနောက်ထပ် adjective နဲ့ဆင်တူနေတဲ့ adverbs လေးတွေပြောကြည့်ပါမယ် hard ပြင်းပြင်းထန်ထန် late နောက်ကျစွာ fast မြန်မြန်ဆန်ဆန် long ကြာရှည်စွာ wide ကြဲကြဲပြန့်ပြန့် well ကောင်းမွန်စွာပြီးတော့အစုအဖွဲ့လေးနဲ့လည်း adverb အဖြစ်သုံးပါသေးတယ်ဥပမာ in a silly way ယူမိုက်စွာဖြင့်ယူမိုက်ပေါ့ in a friendly way ခင်မင်ရင်းနှီးစွာဖြင့်ရင်းရင်းနှီးနှီး in a stupid way ယူမိုက်စွာဖြင့်ဒါကို stupidly လို့ပြောလို့လည်းရတယ်ပြီးတော့ like ကိုသုံးတဲ့ပုံစံလေးပါဥပမာ like ice ရေခဲလိုလှုပ်ဆောင်ရေခဲလိုအေးတယ် like everyone လူတိုင်းလိုဒီလို adverbs တွေကို adverbs of manner လို့ပြောတာဖြစ်ပါတယ်ဒါလေးတွေကိုကျွန်တော်တို့ကဝါကျတွေထဲမှာထည့်သုံးကြမှာဖြစ်ပါတယ်ဝါကျတွေထဲမှာထည့်သုံးတဲ့အခါမှာ adverbs ရဲ့မူရင်းအဓိပ္ပာယ်ကိုကရိယာဝိသေသနာကရိယာကိုအထူးပြုပေးတာဆိုတော့သူကရိယာကိုပဲအဓိကသွားပြီးတော့အားပေးမှာဖြစ်တယ်သူ့ကိုဝါကျရဲ့နေရာအများစုမှာသုံးနိုင်ပါတယ်အထူးသဖြင့်ကရိယာရဲ့ရှေ့မှာကရိယာရဲ့နောက်မှာဝါကျရဲ့နောက်ဆုံးမှာတခါတည်းဝါကျရဲ့ရှေ့မှာဒီလိုနေရာအစုံသုံးနိုင်ပါတယ်သူကလှုပ်ဆောင်ချက်များတော့သူ့ကိုနောက်ထပ်နာမည်ပေးထားတာကတော့ complement အဖြည့်ပုတ်လို့နာမည်ပေးထားသူကဝါကျကိုဖြည့်ပေးတာပေါ့ဗျာဘယ်လိုဖြည့်ပေးလဲဆိုတော့ဥပမာလေးကြည့်ကြည့်အောင်တာမန်ကျွန်တော်ကားမောင်းနေဆိုရင် I drive a car အဲ့ဒါကိုကျွန်တော်တို့က adverb ထည့်ပြောမယ်ဘယ်လိုမောင်းတာလဲဆိုတဲ့အမူအရာထည့်ပြောမယ် I drive a car carefully သို့မဟုတ် I drive carefully ကျွန်တော်ဂရုတစိုက်ကားမောင်းတယ်ဆိုတော့ကားကိုဂရုတစိုက်မောင်းတယ်ဆိုတာလေးဖြစ်သွားဒါဆိုသူရဲ့ဆန့်ကျင်ဘက်နမောမောင်းတယ်ဆိုရင် I drive carelessly သို့မဟုတ် I drive a car carelessly ကျွန်တော်ကောင်းကောင်းမွန်မွန်ချက်တယ်ကျွန်းကျွန်းကျင်ကျင်ချက်တယ်လို့ပြောချင်တော့ I cook well သူတို့ကရင်းရင်းနှီးနှီးစကားပြောကြတယ် They talk in a friendly way ကျွန်တော်ကအလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးစားတယ် I work hard He works hard သူကအလုပ်ကြိုးစားတယ်အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်တယ် The planes go fast လေယာဉ်တွေကတွားတာမြန်တယ် like နဲ့ဥပမာလေးကြည့်ကြည့်အောင်ပါ I speak English like a native speaker ကျွန်တော်က English လိုမျိုးစစ်တယောက်လို့အင်္ဂလိပ်စကားပြောတယ်ကျွန်တော်ကောင်မလေးကတခါတည်းရန်ကလေးတယောက်လိုပြုမှုတယ်ဆိုရင် My girlfriend sometimes acts like a baby ဒီနေရာမှာ like a baby ဆိုတာလေးက adverb ပါ
sometimes ကလည်းတကယ်တော့ adverb ပါဘာ adverb လဲဆိုတာနောက်မှလာပါလိမ့်မယ်ဒီလောက်ဆိုရင် adverbs of manner ကိုဥမာဝါကြလေးနဲ့လုံလောက်မယ်ထင်ပါတယ်တကယ်တော့ဝါကြတွေအများကြီးပြောလေကောင်းလေပဲမိတ်ဆွေရဲ့အတွေ့အထဲမှာလည်းဥမာလေးတွေပေါ်လာပါလိမ့်မယ်ပြောချင်တဲ့စကားလေးတွေပေါ်လာပါလိမ့်မယ်အကယ်ပေါ်လာတယ်ဆိုရင်ခေါင်းမှာ adverbs of manner တစ်ခုခုသုံးပြီးတော့ဝါကြလေးတစ်ကြောင်းလောက်ရေးပြပါဟုတ်ပြီဒုတိယမြောက် adverb မျိုးစားလေးလာပါမယ်ဒုတိယမြောက် adverb မျိုးစားကတော့ adverbs of place နေရာကိုဖော်ပြတဲ့ကရိယာဝိသေသနကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲကရိယာဝိသေသနတွေဟာဝါကြရဲ့နေရာအများစုမှာနေနိုင်မှာဖြစ်ပါတယ်ဒီ adverbs of place တွေကလည်းဝါကြအစအလဲအစုံနေရာမျိုးစုံမှာပုံစံမျိုးစုံနဲ့တွေ့ရနိုင်ပါတယ်ဘာကြီးလဲဆိုကြည့်အောင်ပါအတိုးဆုံး adverbs of place တွေကတော့ here ဒီမှာ there ဟိုမှာ abroad နိုင်ငံခြားမှာသူကနိုင်ငံခြားတို့လို့လည်းပြောလို့ရတယ် ahead ရှေ့မှာ away မှာ upstairs အပေါ်ထပ်မှာ downstairs အောက်ထပ်မှာ overseas နိုင်ငံခြားမှာ inside အထဲမှာ outside အပြင်မှာအပြင်တို့လို့လည်းပြောလို့ရတယ်နော်နောက်ထပ်ဝိဘတ်တွဲတဲ့နေရာလေးတွေပြောကြည့်ပါမယ် in a hotel ထဲမှာ in a restaurant စားသောက်ဆိုင်ထဲမှာ at the airport လေဆိပ်မှာ at home အိမ်မှာ near me ငါနာမှာ near the university တက္ကသိုလ်နာမှာ between two houses အိမ်နှလုံးကြားမှာ next to the restaurant စားသောက်ဆိုင်ရဲ့ဘေးမှာ to the end of the street လမ်းရဲ့အဆုံးသို့ဒါတွားတာရွေ့ရှားတာပြောတဲ့အခါမှာတောင်းတယ် to the airport လေဆိပ်သို့ out of the house အိမ်ရဲ့အပြင်မှာ across the road လမ်းရဲ့မျက်နှာချင်းဆိုင်မှာဒီလိုစကားလေးတွေကို adverbs of place နေရာကိုဖော်ပြတဲ့ကရိယာဝိသေသနလို့သတ်မှတ်ပါတယ်ဆိုတော့ဒါတွေအားလုံးကိုဥမာဝါကြတွေပြောရင်အရန်ကြာတော့မှာပေါ့ဒါပေမဲ့ကျွန်တော်တချို့ကိုထည့်ပြောပါမယ် I live here ငါဒီမှာပဲနေတာလေ we want to go abroad ငါတို့နိုင်ငံခြားကိုသွားချင်တယ်ဒီညမှာတစ်ခါတည်းပေးပြရစီ abroad ဆိုတဲ့စကားလုံးကိုအများစုမှားတတ်ကြလို့ပါ abroad က adverb ဖြစ်နေတာမလို့သူ့ကိုဝါကြဖွဲ့တဲ့အခါမှာ to တို့ in တို့ဒါတွေသုံးစရာမလိုပါဘူးဆိုတော့ go abroad လို့ပဲရှိပါတယ် go to abroad လို့မသုံးပါဘူး I work at the airport ငါလေဆိပ်မှာလုပ်တယ်အတိအကျပြန်ပြောရရင် I ဆိုတာက subject pronoun တည်ပြီးသားပါ work ဆိုတာက verb တည်ပြီးသားဖြစ်လိမ့်မယ်ရှေ့မှာပြောပြီးသားပါ at the airport ဒါလေးက adverbs of place ပါဒါကိုပဲကျွန်တော်တို့ထပ်ပြီးအတိအကျအသေးစိတ်ပြောမယ်ဆိုရင် at ဒါကိုကျွန်တော်မတင်ရသေးပေမဲ့ကြိုပြောမယ်ဆိုရင် preposition ပါဒါဝိဘတ်လို့ခေါ်တယ် the ဆိုတာ article ပါ airport ဆိုတာ noun ပုတ်ပါ noun ပုတ်ကကျွန်တော်တင်ပြီးသားဆိုကြားတဲ့နှစ်ခုကကျွန်တော်မတင်ရသေးလို့တခြားဟာတွေမှာအသေးစိတ်မပြောတော့ဘူး My apartment is next to the restaurant ငါရဲ့တိုက်ခန်းကစားသောက်ဆိုင်ရဲ့ဘေးချင်းကပ်ရက်မှာပါဒီဝက်ကြလေးကိုကျွန်တော်အသေးစိတ်ပြောပါမယ်အများစုနားလည်ပြီးသားဖြစ်နေတာမလို့ပါ My ဒါလေးက possessive adjective ကျွန်တော်သိပြီးသားပါ apartment က noun ပုတ်ပါတိုက်ခန်းကိုပြောတာ is ဒါက linking verb next to the restaurant က adverbs of place ပါဒါကိုကျွန်တော်အသေးစိတ်ပြောချင်မိမယ်လေကြားတဲ့ကစကားလုံးလေးတွေကအစိတ်ပိုင်းတွေကျွန်တော်မပြောရသေးလို့ပါဟုတ်ပြီဒုတိယမြောက် adverb ကိုဒီလောက်နဲ့ရပ်ပါမယ်တတိယမြောက် adverb ကတော့ adverbs of time အချိန်ကိုဖော်ပြတဲ့ကရိယာဝိသေသနတွေပါအချိန်ကိုဖော်ပြတဲ့ကရိယာဝိသေသနတွေကလည်းအများကြီးရှိပါလိမ့်မယ်ဥပမာ today ဒီနေ့ tomorrow မနေ့ပြန် yesterday မနေ့ကဒီနေရာမှာကျွန်တော်အတန်တော်လေးတွေပြောချင်ပါတယ် today လို့ကျွန်တော်စကားမှမပြောပါဘူး today tomorrow လို့မပြောပါဘူး tomorrow yesterday လို့မပြောပါဘူး yesterday ဒါတော့ကျွန်တော်အတန်အဓိကသင်ပေးနေရမှာမဟုတ်လို့တခြားစလုံးလေးပြောကြည့်မယ် in 1995 1995ခုနှစ်မှာ in 2024 2024ခုနှစ်မှာ during the night ညပိုင်းအတွင်းမှာ next week နောက်တစ်ပတ် next month နောက်လ next year နောက်နှစ် last week ပြီးခဲ့တဲ့အပတ်က last month ပြီးခဲ့တဲ့လက last year ပြီးခဲ့တဲ့နှစ်က 2 weeks ago လွန်ခဲ့တဲ့နှစ်ပတ်က 5 months ago လွန်ခဲ့တဲ့9လက 5 years ago လွန်ခဲ့တဲ့9နှစ်ကဘာပဲလုပ်ခဲ့တာလဲဒီမှာကျွန်တော်ဝက်ကြရထည့်ပြောရမယ် from 10 to 12 10နာရီကနေ12နာရီအထိ all day တနေ့ကုန် since 2009 2009ခုနှစ်ကတည်းက from 21st July until 19th August ဇူလိုင်လ21ရက်ကနေ August လ19ရက်အထိ until 31st July ဇူလိုင်လ31ရက်အထိ for 3 years 3နှစ်ကြာနောက်ပြီး present perfect ကဏ္ဍမှာအဓိကသုံးတဲ့ already yet just ဒါလေးတွေကလည်း adverbs of time တွေဖြစ်ပါတယ်ဥမာဝေကြလေးအနေငယ်ကျွန်တော်ပြောကြည့်ပါမယ်ဒီနေ့ကျွန်တော်ဘာလုပ်လဲ I learn English today I teach English today နောက်ပြီးမှကျွန်တော်ဘာလုပ်မလဲ I'm going to visit my friends tomorrow evening
နေ့ပြန်ညနေကျွန်တော်တငယ်ချင်းတွေစီသွားလိမ့်မယ်ကျွန်တော်ပြင်သစ်ကိုပြီးခဲ့တဲ့နှစ်ကလာခဲ့တာဖြစ်တယ် I came to France last year ကျွန်တော်လွန်ခဲ့တဲ့9ရက်ကဖျားနေခဲ့တာ I was sick 5 days ago ကျွန်တော်2015ခုနှစ်ကတည်းကအင်္ဂလိပ်စကားပြောသင်ခန်းစာတွေသင်ပေးလာခဲ့တာ I have been teaching English since 2015ကျွန်တော်အင်္ဂလိပ်စကားပြောသင်ပေးနေတာ9နှစ်ရှိပြီ I have been teaching English for 9 years ဒါလို့ဆိုပြည့်စုံမဲ့ထင်ပါတယ်ဗီဒီယိုရမ်းရှင်းမှာဆိုလို့၄ခုမြောက် adverbs ကန်တော့တွားကြရအောင်ဒါကတော့ adverbs degree ပါပမာဏအဆင့်ကိုဖော်ပြတဲ့ကရိယာဝိသေသနာတွေပါ very အလွန်လို့ပြောတဲ့အခါမှာသုံးတယ် really တကယ် enough almost နီးပါ quite အတော်အသင့် so အများအပြား too အလွန် just မျှတာ just ကအဓိပ္ပာယ်အများကြီးရှိပါတယ် nearly နီးပါ simply ရိုးရိုးရှင်းရှင်း totally စုစုပေါင်းအလုံးစုံ extremely အလွန်လွန်ကျူးပေါ့ deeply လေးလေးနက်နက် less ပိုနည်းစွာ least အနည်းဆုံး much အများအပြား more ပိုများစွာ most အများစု a lot အများအပြားဒါလေးကိုဥမာဝါကျအနေငယ်ဖွဲ့ကြည့်မယ်ရာသီဥတုကတကယ်အေးတာပဲလို့ပြောချင် the weather is really cold တို့မို့ it is really cold မင်းတို့ငါအရန်ပြောတယ် I'm very happy for you Paris မြို့မှာနေရတာကုန်ကျစရိတ်များလွန်းတယ်ဈေးအရန်ကြီးလွန်းတယ်လို့ပြောချင် living in Paris is too expensive တတိထားပါ too လို့သုံးလိုက်ရင်ဒါဟာ negative ပတ်စံသွားတယ်မကြိုက်တဲ့သဘောများလွန်းနေတဲ့သဘောဆောင်တယ်ဆိုတာတတိထားပါ20 years is long enough to be mature နှစ်ပေါင်း20ဆိုတာရင့်ကျက်ဖို့လုံလောက်တဲ့အချိန်ပမာဏပါပဲ၅ခုမြောက် adverb ဖြစ်တဲ့ adverbs of probability ဆိုတာကိုလေ့လာပါမယ်အဓိပ္ပာယ်ကဖြစ်နိုင်ခြေကိုဖော်ပြတဲ့ကရိယာဝိသေသနာတွေပေါ့ဗျာအများကြီးမဟုတ်ပါဘူး perhaps ဖြစ်နိုင်ဖွယ်ရှိစွာဝါကျထဲမှာထည့်ပြောရင်ပို့ပြီးတော့တိကျပါလိမ့်မယ် maybe ဖြစ်နိုင်ဖွယ်ရှိစွာ probably နိုင်ဖွယ်ရှိစွာ possibly ဖြစ်နိုင်ဖွယ်ရှိစွာ certainly တိကျပါ certainly လို့အတန်ထွက်တာတကယ်တော့ certainly လို့အတန်ထွက်ရင်အတိအကျဖြစ်သွားမယ်ဒါပေမဲ့စကားပြောတဲ့အခါတွေမှာဆိုရင်ထတန်ပျောက်သွားပြီးတော့ certainly definitely တိကျပါဒါလေးတွေကိုကျွန်တော်ဥမာဝါကျလေးပြောကြည့်ပါမယ် perhaps the weather will be fine tomorrow မနေ့ပြန်ရာသီဥတုတာယာနိုင်ပွဲရှိပါတယ် maybe it won't rain မိုးမရွာတော့ပါဘူးဒါခမန်းချက်တွေပြောနေတာ he's certainly coming to the party သူပွဲကိုတေချာပေါက်လာမယ် I will definitely be there for you ငါမင်းအတွက်တေချာပေါက်ရှိနေပေးမယ်သို့မဟုတ်ငါမင်းအတွက်တေချာပေါက်ရက်တည်ပေးမယ်လို့ပြောတာပါဒီကဏ္ဍကတော့အများကြီးမဟုတ်လို့ဒီလောက်နေရက်လိုက်မယ်6ခုမြောက် adverb အမျိုးအစားကြည့်ပါမယ် adverbs of frequency ပါအကျင့်အရေးအတွက်ကိုအဓိကဖော်ပြတဲ့စကားရပ်တွေပါတခါတရံဆိုရင် sometimes အမြဲတမ်းဆိုရင် always မကြာခဏဆိုရင် often အမြဲလို့ဆိုရင် usually မဟုတ်ပါဘူးနေ့စဉ်ဆိုရင် daily အပတ်စဉ်ဆိုရင် weekly လစဉ်ဆိုရင် monthly ဖြစ်တော့ဖြစ်ခဲဆိုရင် rarely ရန်ဖိုင်ရန်ခါမဆိုရင် occasionally မဟုတ်ပါဘူး minute တိုင်း every minute နာရီတိုင်း every hour နေ့ရက်တိုင်း every day ရက်သက်တစ်ပတ်တိုင်း every week လတိုင်း every month နှစ်တိုင်း every year နောက်တစ်ချိန် again constantly အဆက်မပြတ် frequently မကြာခဏဒါတွေကိုဥမာဝါကျလေးပြောကြည့်အောင်ပါမှတ်မိအောင်ခဏပြန်ပြီးသတိပေးပါမယ် adverbs အများစုဟာဝါကျရဲ့နေရာအများစုမှာနေနိုင်မှာဖြစ်ပါတယ်အထူးသဖြင့်ဒီ adverbs of frequency ဆိုရင်ဝါကျရဲ့နေရာတော်တော်ဆုံးအောင်တွေ့ရပါလိမ့်မယ်တခါတရံသူနေတဲ့နေရာပုံမူတည်ပြီးတော့ဝါကျရဲ့ဆိုလိုရင်းအဓိပ္ပာယ်အနည်းငယ်လေးပြောင်းသွားတတ်ပါတယ်ဥပမာ I drink a glass of wine every day ကျွန်တော်နေ့တိုင်း wine တစ်ခွက်တောက်တယ်ကျွန်တော်အမြဲလိုညပိုင်းကိုညနေတဲ့အထိအောင်နေလေ့ရှိတယ် I usually stay up late at night တခါတရံမြန်မာနိုင်ငံကြီးကိုကျွန်တော်ပြန်ချင်တယ် Sometimes I want to go back to Myanmar ဒါပဲကျွန်တော်နေရာတော်ဆုံးအောင်ပြောကြည့်မယ် I want to go back to Myanmar sometimes I sometimes want to go back to Myanmar ဒါဝကြည့်တော့အပြင်ဝကြရဲ့အစမှာအလဲမှာနောက်ဆုံးမှာသုံးလို့ရတယ်ဆိုတော့သတိထားမိပါလိမ့်မယ်ဒီလောက်ဆိုရင်တခြား adverbs တွေလည်းကိုယ်ပိုင်ဝကြလေးဖွင့်နေလောက်ပြီးချက်ပါတယ်ဆိုတော့ဒီ adverbs of frequency ကိုသုံးပြီးတော့လေမိတ်ဆွေတို့ရဲ့ကိုယ်ပိုင်ဝကြလေးတစ်ကြောင်းတော့ comment မှာရေးပေးပါဦးကျွန်တော်မိတ်ဆွေတို့ရဲ့ comment လေးတွေကိုအမြဲတမ်းတန်ဖိုးထားပါတယ်တခါတရံမှာရည်ရတဲ့ comment လေးတွေပါတတ်တယ်
တခါတရံမှာလဲဝေဖန်တိုက်ခိုက်တဲ့ comment လေးပါတတ်တယ်ပေါ့ဗျာဘာဖြစ်ဖြစ်အချိန်ပေးပြီး comment ရေးပေးတာကိုပဲကျွန်တော်တမိုးထားပါတယ်နောက်ထပ်9ခုမြောက် adverb ကိုလေ့လာကြည့်အောင်ပါအဲ့ဒါကတော့ conjunctive adverbs တွေပါသူဟာအဆက်စကားပုံစံအလုပ်လုပ်တဲ့ကရိယာဝိသေသနာတွေပေါ့ဗျာ conjunction ဆိုတဲ့ကဏ္ဍတက်လာပါလိမ့်မယ်ဒါအဆက်စကားပါဒီ conjunctive adverbs တွေက conjunction လို့အလုပ်လုပ်တဲ့အတိအကျပြောရရင်ဝက်ကြနှစ်ခုစကားနှစ်ရက်ကိုပေါင်းစပ်ပေးမဲ့ကရိယာဝိသေသနာတွေဖြစ်ပါတယ် however တို့ပေမဲ့ however ကအတိတ်ပဲအများကြီးရှိပါတယ် anyway ဒါနဲ့စကားမဆက် therefore ဒါကြောင့် otherwise တို့မဟုတ်လျင်အဲ့လိုမှမဟုတ်ရင် meanwhile စင်တွန် likewise ထပ်တူ besides ထို့အပြင် in addition ထို့အပြင် also လည်းပဲ next ထို့နောက် then ထို့နောက်ထို့အချိန်မှာ then ကလည်းအဓိပ္ပာယ်များစွာရှိနေတယ် moreover အဲ့ဒါအပြင်ထို့အပြင်နောက်ထပ်လည်း conjunctive adverb လေးရှိနိုင်ပါသေးတယ်ဥပမာဝါကြလေးအနေငယ်လေးလာကြည့်အောင် Amy practiced the piano meanwhile her brother went out with his friends Amy ကစန္ဒယာတီးတာကိုလေ့ကျင့်နေတဲ့အချိန်မှာသူ့ရဲ့မောင်လေးကတော့တငယ်ချင်းနေနဲ့အပြင်ထွက်သွားတယ် My mom loves dogs however she is allergic to them ကျွန်တော်အမေကခွေးလေးတွေကိုချစ်တတ်တယ်ဒါပေမဲ့သူကခွေးနေတော့ကျမကြီးရမတည့်ဘူးဒါခွေးနဲ့ထိတွေ့လိုက်လို့ရှိရင်ခန္ဓာကိုယ်ရားရန်တာတို့တချို့ဆိုရင်နှာတအားချီတာတို့ဒါတွေဖြစ်တတ်တယ်ပေါ့ဗျာနောက်ထပ်ဥပမာတစ်ခုပါ I didn't take a shower last night instead I took a bath မနေ့ကကျွန်တော်ရေပန်းနဲ့ရေမချိုးခဲ့ဘူးအဲ့ဒီအစားရေချိုးကန်ထဲမှာရေစိမ်ခဲ့တယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲနောက်ထပ်နှစ်ခုကျန်နေတယ် comparative adverbs နဲ့ superlative adverbs ဆိုပြီးကျန်နေပါတယ်ဒါတွေကတော့အမျိုးအစားအနေနဲ့꿰တာမဟုတ်ပဲနဲ့ရှေ့မှာပြောခဲ့တဲ့ adverbs တွေကိုဒီနှစ်ခုကပြန်လာပြီးပတ်သက်နေမှာဖြစ်ပါတယ် comparative adverbs ဆိုတာကတော့နှိုင်းယှဉ်တဲ့အခါမှာသုံးတဲ့ကရိယာဝိသေသနာတွေပါဥပမာကောင်းမွန်စွာပိုကောင်းမွန်စွာမြန်မြန်ဆန်ဆန်ပိုမြန်မြန်ဆန်ဆန်ဒါလေးတွေကို comparative adverbs လို့ခေါ်ပါတယ် superlative adverbs တွေကတော့အမြင့်ဆုံးအဆင့်သုံးဖို့အနှိမ့်ဆုံးအဆင့်ကိုပြောတဲ့ကရိယာဝိသေသနာတွေပါအမြန်ဆုံးအနှေးဆုံးအကောင်းဆုံးဆိုပြီးပြောမှာဒီဟာတွေကို adjective scanner မှာလည်းကျွန်တော်ပြောခဲ့ပါတယ်ပြောင်းလဲပုံပြောင်းလဲနည်းသို့မဟုတ်စီကံလေးတွေကလည်းအများအပြားတူနေရတွေ့ရပါလိမ့်မယ်ဒါဆို comparative adverbs တွေကိုစကြည့်ကြည့်အောင်သူ့ကိုပြောင်းလဲနည်းလေးကျွန်တော်တို့ပုံသေးတတ်မှတ်ကြည့်မယ်ဆိုရင် one syllable adverbs အတန်တန်နဲ့ထွက်တဲ့ adverbs တွေဆိုရင်တော့နောက်မှာ er ပေါင်းပေးရမှာဖြစ်ပါတယ်ဥပမာမြန်မြန်ဆန်ဆန်ဆိုရင် fast ပိုမြန်စွာဆိုရင် faster ပြင်းပြင်းထန်ထန်ဆိုရင် hard ပိုပြင်းထန်စွာဆိုရင် harder နောက်ကျမှဆိုရင် late ပိုနောက်ကျမှဆိုရင် later ကြာရှည်စွာဆိုရင် long ပိုကြာရှည်စွာဆိုရင် longer နိမ့်ကျစွာဆိုရင် low ပိုနိမ့်ကျစွာဆိုရင် lower ကြဲကြဲပြန့်ပြန့်ဆိုရင် wide ပိုကျယ်ပြန့်စွာဆိုရင် wider အများကြီးရှိပါတယ်နောက်တစ်ခု two syllable adverbs အတန်နှစ်တန်ထွက်တဲ့ adverbs တွေဆိုရင်တော့ကျွန်တော်ရှေ့မှာ more သုံးပြရပါတယ်သတိထားပါ more မဟုတ်ပါဘူးအများစုမှားမှာဆိုတော့ပါ more ဥပမာဂရုတစိုက်ဆိုရင် carefully ပိုဂရုစိုက်စွာဆိုရင် more carefully ပျော်ပျော်ရွှင်ရွှင် happily ပိုပျော်ရွှင်စွာ more happily မကြာခဏ often ပိုမကြာခဏ more often မြန်မြန်ဆန်ဆန် quickly ပိုမြန်မြန်ဆန်ဆန် more quickly ဝမ်းနည်းစွာ sadly ပိုဝမ်းနည်းစွာ more sadly နှေးကွေးစွာ slowly ပိုနှေးကွေးစွာ more slowly နောက်ထပ်လေဒီထက်နှစ်တန်ထပ်ပိုတဲ့ adverbs တွေရှိပါလိမ့်မယ်အဲ့ဒါကိုကျွန်တော်တို့က more နဲ့သုံးပါမယ်ပြီးတော့ irregular adverbs ဆိုပြီးရှိပါလိမ့်မယ်ဒါတွေကတော့ပုံသေးတတ်မှတ်တဲ့ထဲမှာမပါဘဲနဲ့အစအဆုံးသို့မဟုတ်အတန်တွေအကုန်ပြောင်းသွားမယ် adverbs တွေပါဥပမာဆိုးရွားစွာဆိုရင် badly ပိုဆိုးရွားစွာဆိုရင် was ဒါ adjective ကဏ္ဍမှာလည်းပုံစံတူနေလိမ့်မယ်စောစောဆိုရင် early ပိုစောစောဆိုရင် earlier အနည်းငယ်ဆိုရင် little ပိုနည်းစွာဆိုရင် less အများအပြားဆိုရင် much ပိုများစွာဆိုရင် more ကောင်းမွန်စွာ well ပိုကောင်းမွန်စွာ better ဝေးဝေးဆိုရင် far ပိုဝေးဆိုရင် farther ဆိုတော့ပထမတတန်နဲ့ပါတဲ့ comparative adverbs တွေကိုဥမာလေးပြောကြည့်ပါမယ် trains go fast but planes go faster ယထာတွေကသွားတာမြန်တယ်ဒါပေမဲ့လေယာဉ်တွေသွားတာ
ပိုမြန်တယ်ဒီမှာ faster လေးက comparative adverb ပါ I drive fast ကျွန်တော်ကားမောင်းတာမြန်တယ် My father drives faster ကျွန်တော်အဖေကပိုတော့မြန်အောင်မောင်းသေးတယ် My friends work hard ကျွန်တော်တငယ်ချင်းတွေကအလုပ်ကြိုးစားတယ်ပြင်းပြင်းထန်ထန်အလုပ်လုပ်တယ် I work harder ကျွန်တော်ကသူတို့ထက်တောင်ပိုပြီးတော့အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်တယ်အတိအကျပြောရင် I work harder than they do တို့မို့ I work harder than them သူတို့ကကြာအိတ်တယ် they sleep long သူမကပိုကြအောင်အိတ်တယ် she sleeps longer သူမကကျွန်တော်ထက်ကြာအောင်အိတ်တယ်ဆိုရင် she sleeps longer than me တို့မို့ she sleeps longer than I do အတန်နဲ့တန်ပါတဲ့ comparative adverbs လေးဥပမာပြောကြည့်ပါမယ် My friends learn English carefully ကျွန်တော်တကယ်ချင်းတွေကအင်္ဂလိပ်စကားကို criticize သင်ယူတယ် I learn English more carefully ကျွန်တော်ကတော့ပိုပြီး criticize သင်ယူတယ် I walk quickly ကျွန်တော်လမ်းလျှောက်တာမြန်တယ် Parisians walk more quickly Paris မြို့သားတွေကပိုတော့လမ်းလျှောက်တာမြန်သေးတယ်ကျွန်တော်ထက်မြန်တယ်ပြောချင် Parisians walk more quickly than me Paris မြို့သားတွေကကျွန်တော်ထက်လမ်းလျှောက်တာမြန်တယ်အဲ့ဒါအမှန်တရားဗျကျွန်တော် video report လုပ်ချင်သေးတယ်ကျွန်တော်ရောက်ခါစားဆုံးဆိုရင်ကျွန်တော်ထက်ငယ်တဲ့လူတွေတောင်ကျွန်တော်မှီအောင်မလိုက်နိုင်ဘူးသူတို့ကြည့်လိုက်ရင်အရင်လောနေတဲ့ပုံစံမရှိဘူးနော်ဒါပေမဲ့အရင်တွတ်တယ်ဒါခင်ဗျားတို့ video တွေကြည့်တဲ့ခါတွေမှာဆိုရင်တော့မဟုတ် Emily in Paris เนาะဒီrussian series ရှိတယ်အဲ့ဒါကြည့်ရင်လည်းတွေ့ရလိမ့်မယ်လက်တွေ့ရောက်လာရင်လည်းတွေ့ရလိမ့်မယ်တော်မြန်ကြတယ်ဗျသူတို့ကြည့်လိုက်ရင်အရင်လောနေတဲ့ပုံစံမဟုတ်ပေမဲ့လေချင်းတဲ့အရင်တွတ်တယ်ထားလိုက်တော့မယ်ကျွန်တော်နောက်ကြမှာ video လေးထပ်လုပ်ပေးမယ်နောက်ထပ်ဥပမာတစ်ခုကျွန်တော်ရဲ့ကျောင်းသူကျောင်းသားတွေကအင်္ဂလိပ်စကားကိုပျော်ပျော်ရွှင်ရွှင်သင်ယူတယ် My students learn English happily ကျွန်တော်တို့ကတော့တခြားကျောင်းသားတွေထက်ပိုပြီးပျော်ပျော်ရွှင်ရွှင်သင်ယူတယ် We learn English more happily than other learners irregular adverbs တွေနဲ့ဥပမာလေးကြည့်ကြည့်ပါမယ် Many people come to school early လူအများအပြားကကျောင်းကိုစောစောလာတယ် I come to school earlier than other people ကျွန်တော်ကတော့တခြားသူတွေထက်ကိုပိုစောစောလာတယ် I love you more than anyone else ငါကမင်းကိုတခြားသူတွေထက်ပိုချစ်တယ် You speak English better than others မင်းကတခြားသူတွေထက်ကိုအင်္ဂလိပ်စကားကိုပိုကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တယ်ဒီလောက်ဆိုရင် comparative adverbs ကဥပမာလေးတွေလည်းလုံလောက်မယ်ထင်ပါတယ်ဒီနေ့အတွက်နောက်ဆုံး superlative adverbs ကိုလေ့လာကြည့်အောင် one syllable adverb တတန်နဲ့ထွက်တဲ့ adverb တွေတတန်နဲ့ထွက်တဲ့ကရိယာဝိသေသနာတွေဆိုလို့ရှိရင်နောက်မှာ est ပေါင်းရလိမ့်မယ်အများစုပြောတာပါဥပမာနောက်ကျစွာက late ပိုနောက်ကျစွာဆိုရင် later နောက်အကျဆုံးလို့ပြောခြင်း the latest ဒီမှာ adjective ကဏ္ဍတုံးကလိုပဲ they လေးပါနေတာတွေ့ရပါလိမ့်မယ်တချို့နေရာတွေမှာ they မပေါအောင်သုံးတာကိုလည်းတွေ့ရလိမ့်မယ်ကောင်းစွာ well ပိုကောင်းစွာ better အကောင်းဆုံး the best ဆိုးရွားစွာ badly ပိုဆိုးစွာ worse အဆိုးဆုံး the worst အများအပြား match ပိုများစွာ more အများဆုံး the most အနည်းငယ်ဆိုရင် little ပိုနည်းစွာ less အနည်းဆုံး the least ပြင်းပြင်းထန်ထန် hard ပိုပြင်းထန်စွာ harder အပြင်းထန်ဆုံး the hardest ရှေ့ကျစွာ long ပိုရှေ့ကျစွာ longer အရှေ့ကျဆုံး the longest ဥမာငါမင်းကိုအချစ်ဆုံးငါမင်းကိုအများဆုံးချစ်တယ်လို့ပြောခြင်း I love you the most သုံးတာအောင်လေ့ကျင့်ထားပါသူကပြေးတာအမြန်ဆုံးပဲ he runs the fastest တေချာနားထောင်ကြည့်နော်ကျွန်တော်အတန်တွေအများစုကိုကျွန်တော်အတိအကျအတန်ထွက်ပေးပါတယ်ကျွန်တော်ကန်ကောင်းတယ်ပြောရမယ်ကျွန်တော်နေရဲ့အိမ်ကလည်းတော်တော်လေးအတန်လုံးတယ်ပြီးတော့အတန်လှိုင်းအားလည်းတော်တော်ကောင်းတယ်ပြောရမယ်မိုက်ဒီပါတေချာသုံးစရာမလိုပေမဲ့လည်းရှင်းရှင်းလင်းလင်းကြားရမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ဦးလေးကအလုပ်အပြင်းထန်ဆုံးလုပ်တယ်အလုပ်အကျိုးစားဆုံးပေါ့ဗျာ My uncle works the hardest ဒါဆိုရင် two syllable adverbs အတန်နှစ်တန်ပါတဲ့ကရိယာဝိသေသနာတွေကို superlative ပြောင်းကြည့်အောင်မြန်မြန်ဆန်ဆန် quickly ပိုမြန်ဆန်စွာ more quickly အမြန်ဆန်ဆုံးဆိုရင်တော့ the most quickly ဒါဆိုသတိထားမိလိမ့်မယ် adverb ဖြစ်ရှိမှာ the most ဒါလေးပါလာပျော်ပျော်ရွှင်ရွှင် happily ပိုပျော်ရွှင်စွာ more happily အပျော်ရွှင်ဆုံး the most happily ဂရုတစိုက် carefully ပိုဂရုစိုက်စွာ more carefully ဂရုအစိုက်ဆုံး the most carefully အများကြီးရှိပါလိမ့်မယ်ဥပမာလေးပြောလိုက်တော့မယ် Caroline smiles the most sweetly Caroline ပြုံးတာအချိုသားဆုံးပဲသို့မဟုတ်အလှဆုံးပဲ You smile the most beautifully ခမည်းလှတာအပြုံးဆုံးပဲခမည်းပြုံးတာခမည်းပြုံးတာအလှဆုံးပဲ My daughter danced the most beautifully of
any other girls ကျွန်တော်သမီးလေးကတော့တခြား main ကလေးတွေအားလုံးထက်အလှဆုံးပဲကဲဟုတ်ပြီဗျာဗီဒီယိုတော်တော်ရှည်သွားပါပြီပြီးခဲ့တဲ့သင်ခန်းစာတော့လို့ပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့အဆုံးထိကြည့်တဲ့သူတွေကိုကျွန်တော်ချမ်းသာရင်ဖြစ်နိုင်ရင်ပေါ့ဗျာကျွန်တော်လက်ဆောင်အောင်ပေးချင်တာဘာကြောင့်လဲဆိုတော့အခမဲ့မျှဝေပေးနေတာဆိုပေမဲ့လေအဆုံးထိကြည့်တဲ့သူတိတ်မရှိတော့ပါအဆုံးထိကြည့်တဲ့သူတွေကိုလည်းအရန်ဂုဏ်ယူလို့ပါဒါပေမဲ့လောလောဆယ်တော့ကျွန်တော်မချမ်းသာသေးဘူးဗျာအင်္ဂလိပ်စကားကိုပဲအခမဲ့ပေးနိုင်သေးတယ်ဒါကိုပဲတန်ဖိုးထားပေးပါလို့တောင်းဆိုချင်ပါတယ်ဆိုတော့ကျွန်တော်ရှေ့မှာတောင်းဆိုခဲ့တာကြီးများပါတယ်ဒီနေ့သင်လိုက်တဲ့ advice လေးသုံးပြီးတော့ကိုယ်ပိုင်ဝဲကြလေးတွေရသလောက်ရေးပေးစေချင်ပါတယ်မှားလေးကျွန်တော်ပြင်ပေးမယ်ကဲ Christmas ကာလမှာကျမကြီးပြုဆိုင်ကြပါဗျာမြန်မာနိုင်ငံအတွင်းမှာရှိနေရဆိုရင်လေအန်ဒီရဲ့ကင်းအောင်နေထိုင်ကြပါလို့တတိပေးချင်ပါတယ်နောက်သင်ခန်းစာမှာထပ်တွေ့ကြတာပေါ့ Thank you for watching